ကန်ကောင်းခြင်းလင်စိတ်ဓာတ်ကိုပြင်တဲ့ကိုယ်စိတ်ဓာတ်ကိုပြင်စိတ်ဓာတ်ပြင်ဘာတွေပြင်ရမလဲကံကောင်းတဲ့ဆိုတာဘာလဲကိုယ်တဏ္ဍာမှာကောင်းတဲ့ကံဆိုတာဟာကောင်းကျိုးချမ်းသာပေးမှကံကောင်းတယ်လို့ခေါ်တယ်လေကံဆိုတာနှမျိုးပဲရှိတယ်ကုသိုလ်ကံနဲ့အကုသိုလ်ကံကုသိုလ်ကံဆိုတာကောင်းတဲ့အပြစ်ကင်းပြီးကောင်းကျိုးချမ်းသာတွေကိုပေးတာကုသိုလ်ကံလို့ခေါ်ပြီးတော့အကုသိုလ်ကံကြတော့အပြစ်ရှိပြီးတော့ဆင်းရဲတဲ့အကျိုးကိုပေးတာအကုသိုလ်ကံလို့အဲ့တော့ကံကောင်းဆိုတာကုသိုလ်ကံကိုပြောပြီးကံဆိုးဆိုတာအကုသိုလ်ကံကိုပြောတယ်လောကလူတွေကကံဆိုးကံကောင်းကိုကုသိုလ်အကုသိုလ်ကံမပြောဘဲနဲ့ထီပေါက်ရင်လည်းကံကောင်းတယ်စီပါဥစ္စာတက်လာရင်လည်းကံကောင်းတယ်လို့ထင်အဲ့ဒါတကယ်တော့ကံရဲ့အကျိုးသာလည်းဖြစ်တယ်ကံကောင်းတာမဟုတ်သေးဘူးနော်တယောက်တယောက်နှုတ်ဆက်တဲ့အခါတို့ဆူတောင်းတဲ့အခါကျကံကောင်းပါစေပြောကြgood luck ဗမာပြည်ကလူတွေကဒီလိုပြောတာမဟုတ်ဘူးဗမာစကားနဲ့မဟုတ်တဲ့အခါကျတော့လေ good luck ကံကောင်းပါစေလို့ပြောကြတယ်အဲ့တော့ကံကောင်းတာထီပေါက်ရင်လည်းကံကောင်းတယ်လို့ပြောတယ်စီးပွားဥစ္စာတိုးတက်ရင်လည်းကံကောင်းတယ်လို့ပြောတယ်အစည်းတွေကလွတ်သွားရင်လည်းကံကောင်းတယ်လို့ပြောတယ်ဖမ်းမခံရရင်လည်းကံကောင်းတယ်လို့ပြောအမျိုးစုံပဲကံကောင်းတယ်လို့ပြောတာလေအဲ့ဒါဟာဆိုးကျိုးကလွတ်မြောက်နေတာကိုကံကောင်းတယ်လို့ပြောတာကံဆိုတာအကြောင်းတရားသာလည်းဖြစ်တယ်အဲ့တော့အကြောင်းတရားကောင်းအောင်လုပ်ဖို့လိုတယ်ဆိုတာမမေ့ဘူးနော်မမေ့ဘူးအဲ့တော့မြတ်စွာဘုရားဟောတာတမပတ္တိဆိုတဲ့တုတ်တံဟောထားပုံလေးချာကံကောင်းတယ်ဆိုတာကိုယ်တဏ္ဍာမှာကုသိုလ်တရားတွေဖြစ်မှကံကောင်းတယ်လို့ပြောနေတာဘာလို့လဲဆိုရင်အနဝိဇ္ဇာဒုက္ခဝိပါကလက္ခဏာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာတွေကိုပေးနေတဲ့ကုသိုလ်တရားတဲ့အဲ့ဒီကုသိုလ်တရားကိုယ်တဏ္ဍာမှာရှိတယ်ဒါကြောင့်မို့ကံကောင်းခြင်းစိတ်ထားကိုပြင်စိတ်ထားကြတော့ပြင်မွေးရမေ့ကြသတိမထားကြဘူးဘုရားဘာသာဖြစ်ပြီးတော့စိတ်ထားမကောင်းတဲ့လူတွေအများကြီးဖြစ်ဘုရားဘာသာဖြစ်ပြီးမြတ်စွာဘုရားရဲ့ဆုံးမနဲ့အညီမနေနိုင်ပဲနဲ့စိတ်ပုတ်စိတ်ယုတ်တွေနဲ့နေကြတာတွေအမှန်တမ်းများအဲ့တော့စိတ်ထားကိုဘယ်လိုပြင်ရမလဲလို့ဆိုတာကြည့်မြတ်စွာဘုရားရဲ့အဆုံးအမအပေါ်သို့မဟုတ်ကောင်းတဲ့အလုပ်လုပ်ရတဲ့အပေါ်မှာယုံကြည်မှုစိတ်ဝင်စားမှုနေပါရမှုအတ္တထသရတရားကိမဲ့ခြင်းကိုဆိုတော့လူတယောက်ဟာစိတ်ဝင်စားမှုဆိုရင်ကိုယ်အိမ်မှာကိုယ်ဝယ်ထားတဲ့ဘုရားကတော်တန်ရှင်းလုပ်ချင်တယ်စိတ်ဝင်စားအလဲဘူးလည်းစိတ်ဝင်စားဥပုံနေဥပုဆောင်မှုလည်းစိတ်ဝင်စားမနဲ့ထားတန်ဃာတွေဆုံးလောင်းမှုဆိုစိတ်ဝင်စားအဲ့ဒီတရားဝဲရှိလို့တရားဝဲသွားဖို့တရားနာဖို့စိတ်ဝင်စားအဲ့အတ္တတလို့ခေါ်တယ်အဲ့ဒီအတ္တတဆိုတော့မယုံကြည်မှုရှိလို့ရှိရင်စိတ်ကောင်းတဲ့အလုပ်ကိုစိတ်ဝင်စားဖို့ဆိုရင်ကံမကောင်းဘူးတဲ့ဒါကြောင့်ကံမကောင်းစိတ်တတ်တဲ့စိတ်မဝင်စားဘူးကောင်းတဲ့အလုပ်ပေါ်မှာစိတ်ဝင်စားဖို့ဆိုတဲ့တရားတရားကင်းမဲ့နေတဲ့စိတ်ထားကိုတရားတရားထက်သန်တယ်ပြုပြင်ပေးလိုက်ပါစိတ်မဝင်စားရင်စိတ်ဝင်စားအောင်လုပ်ပါဘယ်ဆရာတော်တရားဟောမြတ်စွာဘုရားတရားတွေကပဲဟောကြားမှာဖြစ်တယ်သွားပြီးတော့တရားနာပါနာပြီးတော့တရားနာမယ်အတိညာတိုးအောင်နာမယ်ရေရမောရလို့ဆိုတဲ့အတွေ့အကြုံနဲ့မတွေးပါနဲ့ဘယ်တရားဝဲကရည်ရတယ်ဘယ်တရားဝဲကတော့ငိုက်တယ်ဆိုတာမျိုးတွေမဖြစ်စေတရားနာတယ်ဆိုတာဘာအတွက်နာအတိညာရဖို့လဲနှုတ်ဆိုလကားအညောင်းခံပြီးဘာလို့လဲငုတ်တုတ်ထိုင်မလို့အတိညာရမှတန်ဖိုးရှိတော့မှာဟောဒါကြောင့်မို့မယုံကြည်မှုဆိုတဲ့တရားတရားကင်းမဲ့တဲ့စိတ်တွေတော်တရားကိုယုံကြည်မှုဆိုတာကိုယ်စိတ်ယုံကြည်မှုဆိုစိတ်ထားပဲပြုပြင်ပေးရမယ်ဒါတစ်ချက်အာဟိရိကာဆိုတဲ့
လောကလူတွေဟာမဟုတ်တာလုပ်ရမှာမရှက်ဘူးမဟုတ်တဲ့အလုပ်ကိုမယုံမုန်းဘူးအဲ့ဒီမဟုတ်တဲ့အလုပ်ကိုမယုံနဲ့အဟိရိကဆိုတဲ့စိတ်သဘောထားကိုပြင်လိုက်ပါမဟုတ်တာလုပ်ရမှာရှက်တယ်မဟုတ်တာလုပ်ရမှာယွန်းတယ်အကောင်းမှုအကုသိုလ်ဆိုတာလူသိသိမသိသိဒီလုပ်ဟာအလိုလူမလုပ်ဘူးဆိုပြီးတော့ယွန်းမုန်းတယ်ဆိုတော့ဟိရိစိတ်ထားမျိုးရောက်ပြင်မှာရှက်မဲ့တဲ့စိတ်ထားမျိုးမထားပါနဲ့အရှက်ရှိတဲ့စိတ်ထားမျိုးထားပါအနုတ္တပမဟုတ်တာလုံးရတာမကြောက်လန့်ဘူးဖြစ်ပေါ်လာမဲ့ဒုက္ခတွေကိုဖေးမဆိုင်ဘူးဒီဘဝဒီကိုယ်ဆံဟိုဘဝဟိုကိုခံလိုက်မယ်ဆိုတဲ့အတွေးတွေနဲ့မကြောက်ဘူးမကောင်းတဲ့အလုပ်ကိုလက်ရဲဆက်ရဲလုပ်တယ်ဆိုတဲ့အနုတ္တပအိုးဖလန်ဆိုတဲ့အကောင်းရောင်းနိုင်ပြီးလေးထွန်းနိုင်လှတယ်ထင်ပြီးတော့ဘီးတောက်ထဲကိုခုံဆင်းတတ်တယ်ခုံဆင်းလိုက်တာနဲ့တပြိုင်နက်ရှဲကနေဆိုပြီးတော့လာခံအဲ့ဒီသဘောပဲအနုတ္တပမကြောက်ဘူးမကြောက်တဲ့အတွက်ကြောင့်သက်ဆုံးသွားအေးမကောင်းမှုလုပ်ရမှာမကြောက်ဘူးပတ်ဝန်းကျင်ကိုဂရုမစိုက်ဘူး I don't care ဆိုတဲ့လူဘယ်သူမှဂရုမစိုက်ဘူးဆိုတဲ့အဲ့ဒီစိတ်ဓာတ်မျိုးကိုပတ်ဝန်းကျင်ကိုလေးစားမယ်အမေဖေးဆရာသမားရဲ့ဂုဏ်သိက္ခာကိုထိမ့်မယ်ကိုယ်ပတ်ဝန်းကျင်ကိုလူမျိုးကိုထိမ့်မယ်ဆိုတဲ့ပတ်ဝန်းကျင်ကိုလေးစားတဲ့စိတ်ဓာတ်မျိုးထားပါပြင်ရမှာဖြစ်တယ်မကောင်းတဲ့အလုပ်ကိုမလုပ်ဘူးနောက်တစ်ခုကပါတော့လူတွေမှာစိတ်ဓာတ်နှမျိုးရှိတယ်အလုပ်တစ်ခုလုပ်ချင်လုပ်မယ်ဆိုရင်အချိန်ဆွဲတယ်အပြင်းထူတယ်အပြင်းထူတယ်အချိန်ဆွဲတယ်ဆိုဘယ်လိုဆွဲလဲဆိုစောပါသေးတယ်စောပါသေးတယ်စောနေတဲ့အချိန်ဆိုရင်စောသေးတယ်ရာသီဥတုကအေးလို့ရှိရင်လည်းရာသီဥတုကအေးတယ်အေးလွန်းနေတယ်ပူတဲ့အခါကျတော့လည်းပူလွန်းနေနောက်ကျသွားလို့ရှိရင်လည်းနောက်ကျသွားပြီစင်ကြီးလေးတွေပေးပြီးတော့လူဟာအပြင်းထူတတ်တယ်အဲ့ဒီအပြင်းထူအချိန်ဆွဲတဲ့အကျင့်ကိုစိတ်နေသဘောထားကိုဖယ်ရှားပြရမယ်ဘယ်လို့ပဲလုပ်လို့ကိုကစောစီစီရောက်အောင်လုပ်ပြီးတော့ကိုလုပ်ပြီးအောင်ကြိုးစားမယ်ဆိုတဲ့လောကဝိရိယရှိတယ်အဲ့လိုလုပ်တဲ့အခါမှာစင်ကြီးပေးတတ်တဲ့လူတွေလူပွဲတစ်ပွဲလူတယောက်ရောက်လာတဲ့အခါဝေယဝိဆာလုံးเสียရတယ်တွေ့ကျွန်တော်အလှပွဲကြီးဝိုင်းလုံးချင်လိုက်တာဗျာဒါပေမဲ့ထမင်းကမစားသေးဘူးဘိုက်စားတယ်ဝိုင်းတော့ဝေယဝိဆာတွေလုံးချင်ပါတယ်ဒါပေမဲ့ဘိုက်ကစားနေသေးတယ်အဟုတ်ထင်ပြီးသူထမင်းကျွေးကြထမင်းစားပြီးတဲ့အခါလုံးเสียရှိတယ်ဒီအများကြီးကျုပ်လုံးချင်နေဗျာဒါပေမဲ့ဘိုက်ကလေးနေတယ်ခုတော့ထမင်းစားတော့ကလည်းစားလို့အကြောင်းပြထမင်းစားပြီးပြန်တော့လည်းဘိုက်လေးလို့အကြောင်းပြအဲ့မလုပ်တာလူပဲလေအဲ့ဒါချိန်ဆွဲခြင်းအပြင်းထူခြင်းပဲဖြစ်တယ်လောကမှာနေတဲ့ပုဂ္ဂိုလ်တွေဟာအချိန်ဆွဲခြင်းအပြင်းထူခြင်းဖြင့်ကြီးပွားတိုးတက်မှုမရနိုင်ဘူးတဲ့ဒါကြောင့်မို့ပြင်းရခြင်းအပြင်းထူခြင်းအချိန်ဆွဲခြင်းဆိုတဲ့အကျင့်ဆိုးစိတ်နေသဘောထားတွေကိုပြင်ပြီးတော့ဘာလို့နောက်မဆုတ်ခဲ့တက်တက်ကြွကြွချိုးစားအထုံးမဲဆိုတဲ့လုံးလဝိရိယစိတ်နေသဘောထားကိုပြင်မှာအဲ့ဒါဆိုရင်ကံကောင်းလာပါလို့ကံကောင်းခြင်းအဲ့ဒါလုပ်ဖို့အဆောင်နေဆောင်းမနေနဲ့ဒီတိုင်းနေနော်ကံကောင်းလာလိမ့်နောက်ဆုံးအရေးကြီးဆုံးကတော့ဘာလို့ဆိုရင်စဉ်းစားဉာဏ်